အားလုံးပဲမင်္ဂလာပါစာမပွဲတစ်ခုကိုအမှတ်ကောင်းကောင်းနဲ့အောင်မြင်သွားတာဒါမှမဟုတ်ခက်ခဲတဲ့ project တစ်ခုကိုအဆင်ပြေပြေပြီးဆုံးသွားတာမျိုးရှိကြမှာပါအဲ့ဒီလိုအောင်မြင်မှုတွေအကြောင်းပြောတဲ့အခါ I succeeded တလုံးတည်းသုံးနေတာထက်ပိုပြီးသဘာဝကျတဲ့ idioms တွေရှိပါတယ်လုပ်ငန်းခွင်နဲ့ကျောင်းမှာတကယ်သုံးရမယ့်အသုံးအနှုန်း၄ခုကိုဒီနေ့အသေးစိတ်လေ့လာကြည့်ရအောင်ပထမအဦးဆုံးတစ်ခုက is something တစ်ခုခုကိုအကောင်းဆုံးလုပ်နိုင်ခဲ့ခြင်းကိုပြောတာဖြစ်ပါတယ်ဒါကတော့ကျောင်းသားတွေအတွက်လည်းအသုံးအဝင်ဆုံးစကားလုံးဖြစ်ပါလိမ့်မယ်စာမေးပွဲတစ်ခုကို A grade ရအောင်ဖြေနိုင်တာမျိုးဒါမှမဟုတ်အလုပ် interview မှာအကောင်းဆုံးဖြေနိုင်ခဲ့တာမျိုးကိုဆိုလိုတာပါဥပမာ I was so nervous about the interview but I think I aced it interview အတွက်အရန်ရင်ခုန်နေခဲ့တာဒါပေမဲ့ငါအကောင်းဆုံးဖြေနိုင်ခဲ့တယ်လို့တော့ထင်တယ်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်နံပါတ်2ကတော့ sailing through ချောချောမွေ့မွေ့ကြော်ဖြတ်နိုင်ခြင်းခက်ခဲမဲ့လို့ထင်ထားပေမဲ့တကယ်တမ်းလှုပ်လိုက်တဲ့အခါဘာအတားအဆီးမှမရှိပဲရွက်လွှင့်တယ်လို့ချောချောမွေ့မွေ့ပြီးသွားတာမျိုးပါဥပမာခရီးသွားဖို့ဗီဇာလျှောက်တဲ့အခါအခက်ခဲမရှိပဲရသွားတာမျိုးဆိုရင် The visa process was easy I sailed through it ဗီဇာလျှောက်ရတာလွယ်ပါတယ်ချောချောမွေ့မွေ့ပဲရခဲ့တယ်တဲ့အပြင်မှာလည်းအဲ့လိုမျိုးဖြစ်ကြပါစေနော်နံပါတ်3က come a long way အတိုင်းအတာတစ်ခုထိတိုးတက်လာခြင်းဒါကတော့အောင်မြင်မှုအကြီးကြီးမဟုတ်တောင်မှအရင်ကထက်အများကြီးတိုးတက်လာတာကိုဆိုလိုတာပါကိုအားပေးတဲ့အခါမှာသုံးလို့အကောင်းဆုံး idiom ဖြစ်ပါတယ်ဥပမာအင်္ဂလိပ်စာစတင်တုန်းကတလုံးမှမပြောတတ်သေးပေမဲ့အခုပြောတတ်နေပြီဆိုလို့ရှိရင် My English has come a long way since last year ငါအင်္ဂလိပ်စာရဲ့စကေးကမနှစ်ကထက်ဆိုင်ရင်အများကြီးတိုးတက်လာပြီလို့ပြောတာဖြစ်ပါတယ်။ဂျာဖောက်ဘူးတုတအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တိုးတက်မှုကိုပြောချင်တဲ့အခါ since သို့မဟုတ် in နဲ့တွဲသုံးလေးရှိပါတယ်။နောက်ဆုံး idiom ကတော့ hit the jackpot ကံကောင်းပြီးအောင်မြင်မှုအကြီးကြီးရခြင်းပေါ့နော်။မျှော်လင့်မထားပဲထိပေါက်တယ်လို့မျိုးအောင်မြင်မှုဒါမှမဟုတ်အခွင့်အရေးကောင်းကြီးတစ်ခုကိုရလိုက်တာမျိုးပါဥပမာသင်တန်းတစ်ခုတက်လိုက်တာကနေအလုပ်ကိုင်ခွင့်လန်းကောင်းတွေရသွားတဲ့အခါ I really hit the jackpot with this new job လို့သုံးနိုင်ပါတယ်ကိုယ့်အတွက်ကံကောင်းစေတဲ့အကြောင်းရင်းကိုစာကြောင်းထဲမှာတစ်ခါတည်းထည့်ပြောခြင်းနဲ့ဆိုရင် with plus noun ပုံစံနဲ့ရေးလို့ပြောလို့ရပါတယ်ပုံမှန်တိုင်းလေးပဲကန်ထူးသွားကြောင်းပြောချင်ရင်တော့ I hit the jackpot အဲ့လိုမျိုးဆိုရင်တော့ငါတော့ကန်ထူးသွားပြီကန်ကောင်းသွားပြီပွားပြီဆိုတဲ့ပုံစံမျိုးပြောတာဖြစ်ပါတယ်ဒါမှမဟုတ်ဆွမ်းနာလိုမျိုးကန်ကောင်းစေတဲ့အကြောင်းရင်းကိုထပ်ပြီးတော့ပြောချင်တယ်ဆိုရင် I hit the jackpot with my wife she is so kind ငါမိန်းမရတာအရန်ကန်ကောင်းတယ်ငါမိန်းမကအရန်ကိုစိတ်သဘောထားကောင်းတယ်နူးညံ့တယ်ဆိုတဲ့သဘောမျိုးပြောချင်တာပါအဲဒါကြောင့်ဒီနေရာမှာကံကောင်းစေတဲ့အကြောင်းရင်းကသူ့ရဲ့အမျိုးသမီးကိုပြောချင်တာမဟုတ်လို့ with plus now with my wife ဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့ပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မျှဝေပေးသွားတဲ့ idioms တွေကိုအနှစ်ချုပ်ပြောရမယ်ဆိုရင် is it 100%အောင်မြင်ခြင်း sail through အခက်ခဲမရှိချောချောမွေ့မွေ့ကြော်ဖြတ်နိုင်ခြင်း come a long way တိုးတက်လာခြင်း hit the jackpot ထိပေါက်တယ်လို့အောင်မြင်ခြင်းဒီနေ့မျှဝေပေးခဲ့တဲ့ idioms တွေတဲကမှ is something ဆိုတဲ့စကားလုံးရဲ့စိတ်ဝင်စားစရာနောက်ခံသမိုင်းကိုပြောပြပေးပါမယ်တကယ်တော့ is ဆိုတဲ့စကားလုံးကကတ်ကစားတာပေါ့နော်ကတ်တွေထဲမှာအမြင့်ဆုံးအမှတ်ဖြစ်တဲ့ is ကနေဆင်းသက်လာတာပါဒါပေမဲ့ဒါကိုအကောင်းဆုံးလုပ်နိုင်တယ်လို့စတင်သုံးနှုန်းခဲ့တာကတော့ပထမကမ္ဘာစစ်အတွင်းကလင်ရင်မှုတွေစီကဖြစ်ပါတယ်။ရန်သူလင်ရင်9စီးနဲ့အထက်ကိုအောင်မြင်စွာပစ်ချနိုင်တဲ့အတော်ဆုံးလင်ရင်မှုတွေကို ace လို့ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြပါတယ်။အဲဒီကနေတဆင့်အခုခေတ်မှာတော့ဘယ်ရာကိုမဆိုအောင်မြင်မြင်နဲ့အကောင်းဆုံးလုပ်နိုင်တဲ့အခါ I is it လို့သုံးနှုန်းလာကြတာဖြစ်ပါတယ်ရှင်။
ဟုတ်ကဲ့ပါဒီနေ့မျှဝေပေးခဲ့တဲ့စကားလုံးတွေတဲကအခုကြည့်နေတဲ့သူဘဝရဲ့အခြေအနေနဲ့အကိုက်ညီဆုံးစကားလုံးကဘယ်ဟာလေးများဖြစ်မလဲဥပမာငါရဲ့ skills တွေကတိုးတက်လာပြီလို့ပြောချင်တာလားဒါဆိုရင်တော့ come a long way ဆိုတဲ့စကားလုံးကိုသုံးပြီး comment မှာဝါကြတစ်ကြောင်းလောက်ရေးခဲ့ပေးပါဦးနော်ဗီဒီယိုဆုံးတဲ့အထိတူတူလေးလာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ကြောင်းလေးပြောချင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာထပ်ဆောင်ကြပါမယ် Happy learning bye bye Subscribe for more English lessons.